ဒီလိုနဲ့သစ္စာဆိုနေကြတော့မှသူတို့နဲ့မလန်မကန်ကတဟားဟားနဲ့ရေစံကြီးထွက်လာတဲ့အဖေလည်းကြက်သီးတွေတပြန့်ပြန့်ထောက်ကုန်ရောတဲ့ဟိုကြည့်ဒီကြည့်ကြည့်ကြတော့အဖေကသွားတွေ့ရောတဲ့ဟဲ့ ဟင်ဘာကိုသွားတွေ့တာတော့ဗျအရက်ကြီးအရှိကြီးနဲ့ဂူကြီးတစ်လုံးပေါ်မှာမာမကြီးရက်နေတာတဲ့ကွာသပင်ဖားရကြီးချပြီးမျက်လုံးနေမိကြီးတွေတဲ့အဖေကကုံတယ်ရောက်ဆောင်ပြီးနဲ့အနှံ့သွားနေတော့ကြောက်ပူနာပါရှိတာပေါ့အဲ့ဒီမှာတင်အဖေကတအားကြောက်သွားပြီးမဖဲဝဟိုမှာဆိုပြီးလက်ညှိုးနဲ့ထိုးပြတယ်ကျန်တဲ့၄ယောက်ကလိုက်ကြည့်ကြပေမဲ့မမြင်ကြဘူးတဲ့ကွာဒါပေမဲ့အဖေမေ့သွားတာတခုရှိတာကမဖဲဝကိုတွေ့ရင်လက်ညှိုးနဲ့မထိုးရဘူးတဲ့တာတေးရေထိုးရင်တက်ခါအောင်ယူတယ်ဆိုပဲ အာဒါတော့မဟုတ်ပါဘူးဗျာကျုပ်လည်းမဖွဲဝကိုတွေ့ဘူးပြီးလက်ညှိုးနဲ့လည်းထိုးဘူးပါတယ်ဗျအေးလေမင်းကကံမြင့်နေလို့ဖြစ်မှာပေါ့ကွာအဖေကတော့မင်းသိတဲ့အတိုင်းတော်ခါအောင်ကိုယူတော့တာပဲကွာ နေပါဦးကိုဘွားရဲ့ဟိုကြံတဲ့၄ယောက်ကရောယူသွားကြလားအာမယူဘူးကွာသူတို့ကမဖွဲဝကိုမြင်ကြတာမှမဟုတ်တာဒါပေမဲ့မဖွဲဝဘာလို့လိုက်တယ်မသိဘူးဟဲ့လူစိတ်ပြောက်ပြီးတယောက်နဲ့တယောက်ဓာတ်နဲ့ထိုးကြတာ၄ယောက်စလုံးသေကိုရောဆိုပဲကွာမဖွဲဝကြီးကတော့အဲ့အဖြစ်ကိုကြည့်ပြီးတဟားဟားနဲ့အော်ရီတာတဲ့ဟဲ့အဖေလည်းကြောက်လိုက်ပြီးထွက်ပြေးလိုက်တာဘယ်ရောက်လို့ရောက်သွားမှကိုမသိတာတဲ့ဟဲ့နောက်ဆုံးတော့ဆက်မပြေးနိုင်ပဲတတိလိပ်ပြီးလဲသွားတဲ့တတိလည်းပြန်ရောက်ကိုဘာမှမသိတော့ပဲသွတ်လန်အောင်ယူနေတော့တာပေါ့ကွာ အာဖြစ်မဖြစ်ရလေဗျာကိုဘွားကအဆင်းလေးကိုမိပြန်ညှိနှစ်ဖွာလောက်ဖွာပြီးစကားဆက်တယ်ခုရှိမှတင်အမေဆုံးတာလဲ तू မသိဘူးမင်းတို့အမေမပန်းသူရောလို့မေးတယ်ဆုံးပြီလို့ပြောလိုက်တော့ဘယ်တော့ကလည်းမေးတယ်ပြီးတော့သူတို့မြုပ်ထားတဲ့ပစ္စည်းတွေကတော်တော်များတာလို့လည်းပြောတယ်ကွဗရမများအရင်တွေရောသွေးပြီးသားတွေကိုပါတယ်လို့ပြောတယ်ဒါပေမဲ့မသက်စေတဲ့ပစ္စည်းတွေမို့လို့မလူချင်ကြနဲ့လို့ပြောတယ်ကွဒီအကြောင်းတွေကိုကိုလှပွားကိုသိလား ဟာသိတာဗောတာတေးရတို့အညီကိုနှစ်ယောက်လုံးကိုပြောပြတာဗောကွာဟင်းအခုကိုဘွားကျွန်တော်စီကိုလာတာကဘာအတွက်တုံးသင်္ချန်တဲ့ကဂူတွေမှာအလဟာသဖြစ်နေတဲ့ပစ္စည်းတွေကိုငါသွားယူချင်တဲ့တာတေးပြီးတော့ပစ္စည်းတွေကတတ်တယ်ပြောပြောမတတ်ဘူးပြောပြောငါအဖေတသက်လုံးအယူကြီးဖြစ်အောင်ရင်းနှီးလာခဲ့ရတာကွာဒီတော့အဖေစာငါပေါ်ယူချင်တယ်ကိုလှပွားကောဘာပြောတော့လှပွားကတော့ဖြစ်တာပေါ့ကွာမတတ်စေတဲ့ပစ္စည်းဘာညာပေါ့သူကတအားကြီးယူတာကွာပြီးတော့သိကြောက်တတ်တာဒါပေမဲ့ငါကဒီကိစ္စကိုစိတ်အားထက်သန်နေတော့သူမဖြစ်တော့ပါဘူးကွာဒါပေမဲ့အကိုတယောက်တည်းတော့မသွားနဲ့တဲ့သူလည်းလိုက်မယ်ပြောတယ်ပြီးတော့အတွေ့အကြုံများတဲ့မင်းကိုလည်းအကျိုးအကြောင်းပြောပြီးပါအောင်ခေါ်ခဲ့ပါလို့ပြောတယ်တာတေးရေဒါကြောင့်မင်းစုကိုငါလာခဲ့တာကွာဩဒီလိုလား